အရန်ကိုလှပတဲ့ဆာကူရာမျိုးကြီးရဲ့မနက်ခင်းမှာတော့မိသားစုတစုဟာနိုးထလာခဲ့ပါတယ်။ဖေဖေနဲ့မမေကဘယ်လိုတော့ဖြစ်နေရလဲ။ဒုက္ခပါပဲဖေဖေနဲ့မမေကတော့ကဲဖေဖေသမီးရဲ့သိလားရေတချိုးလာအောင်မနော်ရေတချိုးရမယ်တက်ရောထွက်နေပါလားဟိုမှာပေါ့နော်ကျွန်မပြပါမယ်ဒီမှာပါကဲအတိတော်ပြင်ငါထွက်ကြည့်ရပါမယ်ကြည့်ရတော့ကတော့မိုးရထားရဲ့ပုံမဲညတော့ငါလည်းအိတ်နေတော့ဘာမှမသိလိုက်ဘူးငါဖေနဲ့မျိုးဒီကြတပြောရမယ်အဖေမမေအေးသမီးလေးကဘာဖြစ်လို့လဲသမီးလေးတီလားအပြေုံထွက်ကြည့်လိုက်တာလေအပြင်မှာလေတက်ရင်လည်းထွက်နေတယ်ပြီးတော့မှလေမြေကြီးတွေကလည်းစုံနေတယ်ဖေဖေရဲ့ညတော့မိုးရွာထားတာမသိဘူးသမီးလေးအဲ့ဒါဗလဲသမီးလေးမဆောက်ထိုးရီမိုးမြော့ရဲ့အိပ်ပြီးတော့မှပေါ့နော်သမီးမတိလိုက်ဘူးမိုးရွာတာတော့မှအေးဟုတ်တယ်လေသမီးကပပီတို့ကရေထပြီးတော့တောက်သေးတယ်အဲ့တော့သမီးကအိတ်နေရလေပုတ်ဆုပ်ပတ်ဆက်ပဲသမီးလည်းမတိလေဖေဖေရဲ့ကဲငါအဲ့တော့ငါရေချိုးရမယ်လာဒုက္ခပဲငါအင်ကြီးရောက်ဖြစ်တယ်အဝတ်စားအောင်ဖြစ်တယ်ကျမလည်းဘာဖြစ်လို့ sorry ပါကျမပေါ့နော်ယူသလိုကြောက်သလိုဖြစ်သွားပါတယ်အဲကြောင့်မို့ပါကဲငါအဲ့ရရေချိုးရမယ်လာရေချိုးပြီးတော့အခါကဲငါဝတ်စားလိုက်ရမယ်ကဲငါဝတ်စားလိုက်ပြီးတော့ပြီဆိုတော့ငါဖိနေမျိုးဒီဝတ်စားနဲ့လိုက်လားမလိုက်လားဆိုတာကိုတပြောရမယ်ကဲမမေတမီးကဒီဝတ်စားနဲ့လိုက်လားမမေတမီးလေးကလေဒီလားဘာဝတ်စားနဲ့မဆိုလိုက်ပါရဲ့ကျေးဇူးတင်ပါတယ်ဆဖေးသမီးဒီဝတ်စားနဲ့လိုက်လားလိုက်တယ်သမီးလေးတယ်ဖေဖေနဲ့မမေမျက်နှာတက်ပွားကြီးလားရေချိုးပွားရဖေဖေတော့ရေချိုးပွားပြီသမီးလေးရဲ့သမီးလေးကပစိုးပဆက်အိမ်နေရောဖေဖေတော့ကလည်းနိုးရလေသမီးလေးကိုနိုးရသမီးလေးနိုးသမီးလေးကမထဘူးလေဖေတော့နေပဲဖေဖေတို့လည်းရေချိုးပြီးတော့မပြန်အိတ်လိုက်တာသမီးလေးကိုနိုးမရနဲ့ဖေဖေတို့ပါအိတ်လိုက်တာသမီးလေးဖေဖေကလေထုံးနေရလွတ်လိုက်ရင်တော့ပြီးနေဦးမယ်စတာပါလို့နော်ဒါနဲ့မမေသမီးစားဖို့တော့ချက်ပွားရလားသမီးနေဟင်းနေချက်သားပွားပြီလေသမီးလေးဟိုမှာမေပြန်ပြီးတော့နှွေးပေးမယ်လေမနေ့ထက်ချက်ထားတာသမီးလေးကိုနိုးမယ်သမီးလေးကနိုးမမရတာဖြေရမမေရလေသမီးကိုအဲ့လာပြောနေဒုက္ခပဲငါဒီမှာထိုင်လိုက်ပါတော့မယ်ထိုင်လို့မရဘူးဖြစ်နေခဏလေးငါဘာလို့လဲဒီငါမိမရှိမှာတော့ရမယ်မိမကိုရစားဖို့ဘာချက်ပွားကြီးလဲကျမနှွေးပေးမယ်လို့ပြောတာမိမရဲ့မနှွေးပေးပါနဲ့ကိုပဲနှွေးပေးလိုက်မယ်နော်တဲဟုတ်ပါလားလို့ဒီတောင်းလေးရကဲငါအခုနှွေးရမယ်ဟင်းနီထမင်းနေရောဘာဖြစ်နေစိတ်နေတယ်Okay. ခမီးပေါ်မီးလည်းမတောက်ဘူးဆိုပြီးမပြောကြပါနဲ့လို့နော်ကျေးဇူးတင်ပါတယ်ဖေဖေကလေတီးလားကဘာမလေးဟင်းချတာအတော်ဆုံးမှမေမေကရောသမီးမေမေကလည်းတော်ပါတယ်တူပါပဲဖေဖေနဲ့မေမေကဖေဖေကနှွေးပေးရပါအကုန်မင်းရဲ့မေကပဲချက်ပေးတာသမီးလေးရဲ့ကျေးဇူးတင်ပါတယ်လို့တနေ့ယောက်ျားကြီးဘာလဲကျမတို့တွေဒီနေ့ picnic ထွက်ကြမယ်လေ
ကျမကန်းကြီးကိုသွားမယ်လေကျမတို့ဒီကောင်းပါရဲ့ကိုတို့လည်းပြင်းနေရနဲ့အတော်ပဲလေနေကိုတို့ဒီသွားကြမယ်လေတညအိတ်တော့မဟုတ်ဘူးပေါ့နေ့ချင်းပြန်မယ်သွားမယ်လေယေဖဖေရလေတီးတာအကောင်းလုံးမယ်မမေရလေအကောင်းဆုံးမယ်နော်အေးပါကြောက်နေပါညောခမီးစားပြီးတော့ခါဖေနဲ့မီတို့တီဖေနဲ့မီတို့တီဒီမှာပဲခဏနေကြအောင်နော်သမီးလေးအထောက်ဘူးတပြည့်လိုက်အောင်မယ်သမီးလေးရလေတော်ရဲ့ကွဟာသမီးကပထမပဲလေဟုတ်လို့ကဲငါအဲ့တော့အဝိစာရေးပါလေတယူလိုက်အောင်မယ်ဖေဖေရတယ်နေခဲ့ပါဆိုမှလေဒီဖေဖေရတော့ကွာနေခဲ့ပါဆိုနေခဲ့လာဝေစားရပါတယူမဲဟေးကဲငါယူပွားပြီးအင်ကြီးဝေစားရလေကိုဖွာဖေနဲ့မေတမီးလေးတီးတာစားတောက်ဒီပါထည့်လိုက်မယ်နော်အမသမီးလေးရတော်လိတာဖေငါယူပွားပြီးဆိုတာဖေနဲ့မေတပြောဖေနဲ့မေသမီးယူပွားဆိုတာသမီးတို့သွားကြမယ်လေအမအရင်ဥစားသမီးလေးကားလေးကိုတထဲလာအောင်နော်ဒီအိတ်ကြီးကိုဟုတ်ကဲ့ငါကားလေးကိုတထဲရမယ်ကားလေးတထဲလိုက်မယ်ပြောတာကားလေးအောင်ဖြစ်တယ်โอเคငါကားလေးကိုလည်းထိပ်ပွားပြီဆိုတော့ငါမင်းညအဖြူတခေါ်ရမယ်ဖေနဲ့မီကဖေဦးတော့မှလည်းတော့မတီးဘူးငါဖေနဲ့မီသမီးခွေးလေးသမီးခေါ်လိုက်မယ်နော်ခွေးလေးခွေးလေးကိုခေါ်လို့လည်းမရပါလားခွေးလေးလာဝโอเคအေးရဖေနဲ့မီလာခဲ့နော်သမီးစောင့်နေမယ်ကားနာမှာသမီးလေးရလည်းတော်လိုက်တာခွေးလေးနေငါအတူစောချင်လိုက်တာကိုဖေပတ်ကိုပြောင်းလိုက်ပါမယ်ကဲမိမရေကိုတို့ဒီပစ်ကနစ်ထွက်ကြမယ်လာသမီးလေးစောင့်နေရကြပြီလားတိတ်တော့မကြသေးပါဘူးဖေရဲ့โอเคသွားကြမယ်မမေကဘလူးတက်နေရလဲမမေကလဲတော်ပြီခွေးလေးရလဲဘူးသားထွက်သားပြီဆိုပါလေခဏနေအောင်ခွေးလေးရဒီမှာနေခဲလိုက်တဝိုင်းကျမပေါ့နော် ID နဲ့ပဲသွားလိုက်ပါမယ်ID ပဲပြလိုက်ပါမယ် ID ပဲသွားပါမယ်ဒီမှာပေါ့နော်တက်ရလဲထွက်နေပါတယ်โอเคပါကဲငါတို့ရလာပြီကဲမနာမယ်သမီးရေမင်းမလာထိုင်နေโอเคမင်းမရေဘလူးဟိုဒုက္ခဟဲ့စိတ်နေဗီဒီယိုလေးရဒီလောက်ပါပဲကျမရှိလည်းမတင်ချင်တော့လို့ပေါ့နော်အဲ့တော့ဗီဒီယိုလေးကိုကြိုက်လို့ရှိရင်ပေါ့နော် like and subscribe လေးလုပ်ခဲ့ပေးပါလို့ပြောချင်ပါတယ်အားလုံးပဲ bye bye